ကမ္ဘာသမိုင်းဆက်ခေတ်စနစ်ပြောင်းတိုက်ပွဲတွေမှာနိုင်ငံရေးဥဆောင်မဟုတ်ပေမဲ့အရေးပါတဲ့သူတွေရှိခဲ့ပါတယ်။အဲ့ဒီထဲကမှတော်လှန်သောအမှုပညာရှင်တွေအကြောင်းကိုပြောချင်ပါတယ်။လွတ်မြောက်ရေးတိုက်ပွဲမှာလက်နက်မကင်တော်ညာကလောင်သွားနဲ့စကားနဲ့ပကြီးတစ်ချက်ကကြိုးတစ်ခွက်ပြက်လုံးတစ်ခုဂီတတစ်ပုဒ်နဲ့စနစ်ဆိုးကိုဖြိုခဲ့တဲ့တာရကများစွာရှိပြီးသားပါ။ကျွန်တော်တို့လက်တင်အမေရိကနိုင်ငံတွေတချို့နဲ့အရှေ့ဥရောပနိုင်ငံတချို့မှာပေါ့နော်အဲ့ဒီတော်လှန်တဲ့အလူမြာရှင်တွေကိုနိုင်ငံခေါင်းဆောင်ထိပြင်မြောက်ခဲ့ကြတဲ့တာရကတွေလည်းများစွာရှိပါတယ်ဗျအဲ့ဒါကတော့ဗျာတကယ်တော့အဲ့ဒီတော်လှန်တဲ့အလူပညာရှင်တွေကိုတံမိုးထားခဲ့တယ်ဆိုတဲ့အချက်ကိုပြနေတာပါကျွန်တော်တို့ဒီမှာမြို့ဦးတော်လှန်ရေးမှာလည်း CDM ရဲ့အခန်းကဏ္ဍကအမတန်တံမိုးကြီးပါတယ်ကျွန်တော်တို့ဗျာအခြားသောတော်လှန်ရေးအဖွဲ့အစည်းတွေဗျာနိုင်ငံတိုင်းသားနိုင်ငံအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ညှိပြီးတော့တွဲလို့လုပ်လို့ရတယ်လေးစားတယ်ဆိုတာအဲ့ဒီ CDM ရဲ့တန်ဖိုးတွေဗျသူကရန်တရားအသီးသီးမှာပါနေကြလို့အခုဒီအနုပညာ CDM သမားတွေရဲ့ကိစ္စကလည်းသူတို့ရဲ့ပိုစတာတစ်ချက်ကြွကြော်တန်တစ်ပုတ်ကနေပြီးတော့နိုင်ငံတော်တချင်းတွေဖြစ်ခဲ့ကြတာဗျဒီနေ့တော့ဒီတန်ဖိုးတွေစုပေါင်းပြီးတော့ပေါ့နော်အနုပညာ CDM တွေရဲ့လှုပ်ရှားမှုပါနှစ်ပါးတပင်ပြည်တော်ဝင်ပေါ့အဲ့ဒါကတော့တာမန်ဇက်ပွဲတစ်ခုမဟုတ်ဘူးသမိုင်းဝင်တဲ့လှုပ်ရှားမှုတစ်ခုလို့ကျွန်တော်တို့နားလည်ပါတယ်အဲ့တော့ပြည်သူလူထုစီကိုမှန်ကန်တဲ့အောင်စိတ်ပေးနိုင်တဲ့တစုံတရာပါမယ်လို့လည်းယုံပါတယ်အားလုံးကရင်ခုန်ပြီးတော့စောင့်ကြည့်အားပေးနေပါတယ်လို့သတင်းစကားပို့လိုက်ပါတယ်ကျေးဇူးတင်ပါ